လို့ရှိရင်လည်းဘာလဲနိုင်ကျွန်တော်ရှောင်းနေပါတယ် Time comes to say ဒီလိုချင်ကျွန်တော်ပြန်လာပြီ My two small ကျွန် sons တော်ရဲ့တိုင်းနယ်လေးများ they walk beside me ကျွန် on တော်ရဲ့ဒီနေ့ချက်မှာအန်းရှောင်းလာပါတယ် reason that they came ကျွန်တော်လိုက်ပါလာတဲ့အကြောင်းရင်းကတော့သူတကယ်ကိုကြည့်ဖို့ပါပဲ Baby, what will we seeကျွန်တော်ကလည်းတွေ့ရမှာလေ so much that we နောက်ပြတဲ့နေရာတွေအများကြီးပဲရှိတယ် so I told them most ဒါနဲ့သူတို့မရှိချောင်းပြောပြတယ် Father Abraham ဘာပဲနဲ့ကြားရပါတော့ that I said dear children ပြီးတော့ကျွန်တော်ပြောလိုက်ပါတယ်ဒါတွေသူတကယ်ကိုဆောင်နေကြပါ there will be so many ဒီနေ့တော့ဒီရှင်တွေ in မှာ Jerusalem ဘယ်အများကြီးရှိတာလဲပဲ we must be သူ sure တကယ်ကိုပြတ်မှာလား something တို့ wrong တွေဆောင်နေကြတာဆိုတော့ and I told them အဲ့တော့သူတို့ Moses မရှိချောင်းပြောပြတယ် Father Abraham ဘာအဘရန်အကြောင်းလိုက်ပါတော့ then I said dear ပြီး children တော့ကျွန်တော်ပြောလိုက်ပါတယ်ဒါတွေသူတကယ်ကိုဆောင်နေကြတာ when we reach the city သူတို့လည်းပြောတယ် I knew something must သူ be တို့လည်း wrong ပြန်ပြီးလာတယ် there will be no and no trouble I stood there in the midst even now they call first one cried from where they could not his anger the crowd watched him as he fell the cross came down on his back the crowd began to cheer to the Roman soldier grabbed my arm
ဒီလိုတော့ Father, က forgive သူ them. တို့တဲ့ဘုရားအားလို့ဆုတောင်းနေတယ်